Okay အားလုံးပဲမင်္ဂလာပါဆရာဒီနေ့သင်ခန်းစာအသစ်ကိုထပ်ပြီးတော့ညှိမှာဖြစ်ပါတယ် episode 9ဖြစ်ပါတယ်ဒီနေ့သင်ခန်းစာတော့ဆရာတို့က do you သုံးပြီးတော့မေးခွန်းတွေဘယ်လိုမေးမလဲပေါ့နော်တော့အင်္ဂလိပ်စကားပြောတဲ့အခါမှာဆရာတို့မေးတာနဲ့ဖြေတာနဲ့အဲ့တော့မေးတာနဲ့ဖြေတာနဲ့ဘယ်ဥစ္စာခက်မလို့ထင်လဲနော်မေးတာနဲ့ဖြေတာနဲ့အဲ့တော့တကယ်တမ်းကျတော့မေးခွန်းမေးတာပိုပြီးခက်ပါတယ်နော်မေးခွန်းမေးတာပိုပြီးတော့ခက်ပါတယ်ဒီမှာကြည့်အောင်ဒါဆိုဒီနေ့လွယ်လေးဆရာတို့ဘယ်လိုမျိုးမေးမလဲဒါ do you see ဆရာတို့ကလာမေးဖို့ဘာမှပဲ do you see မင်းမြင်လား do you know မင်းသိလား do you understand မင်းနားလည်လား do you speak English မင်းအင်္ဂလိပ်လိုပြောတတ်သလားဒါဆိုရင်ဒီမှာကြည့်ကြအောင်ဆရာဒီနေရာမှာဆရာတို့အများကြီးအစားထိုးလို့စကားတွေပြောမယ်ဒါဆိုရင်ဒီမှာ where do you go မင်းဘယ်သွားတာလဲဒီဟာကိုဆရာသုံး question သုံးလိုက်ပြီ when do you go မင်းဘယ်ချိန်သွားတာလဲ when who do you go with မင်းဘယ်သူနဲ့သွားတာလဲ why do you go there why do you go မင်းဘာဖြစ်လို့သွားတာလဲ how do you go ဘယ်လိုသွားတာလဲ what do you see မင်းဘာမြင်တာလဲ what do you buy မင်းဘာဝယ်တာလဲ what do you see မင်းဘာမြင်တာလဲ what do you eat မင်းဘာစားတာလဲအဲ့တော့မိနစ်တစ်ခုရရင်ဆရာတို့ဒီပုံစံသုံးပြီးတော့စကားပြောကြည့်မေးကြည့်လို့ရတာပေါ့နော်ဒါဆိုရင် where do you go မင်းဘယ်သွားတာလဲ I go to the tea shop I go to work I go to school when do you go မင်းဘယ်ချိန်သွားတာလဲအချိန်ကြီးမေးတဲ့အခါကျရင်ဆရာတို့ကနိုင်လေးဖြေလိုက်ရပါပဲနော် when do you go ဘယ်ချိန်သွားတာလဲ at 7 o'clock at 9တက်တာဖြေလို့ရပါတယ် at 7နော် at 7 o'clock ဒါမှမဟုတ်လဲဆရာတို့လေးရောနော် when do you go ဘယ်ချိန်သွားတာလဲ 9 am 9 pm ဒါတော့ဖြေလို့ရပါတယ် who do you go with မင်းဘယ်သူနဲ့သွားတာလဲဘယ်သူနဲ့သွားတာလဲwith my brother ဒီမှာကြိုက်တာအစားထိုးပါ with my brother ငါကိုနဲ့သွားတာ with my friend နဲ့ငါတကယ်ချင်းနဲ့သွားတာ with my teacher ငါဆရာနဲ့သွားတာဖြစ်ပါတယ် why do you go မင်းဘာဖြစ်လို့သွားတာလဲဒါဒီ reason တွေမှာ reason ဖြေဖို့ရတယ်ဆရာတို့ဒီအလွယ်လေးပေါ့နော်မင်းဘာဖြစ်လို့သွားတာလဲ to eat breakfast 2 by 1ပေါ့နော်2 by 1 to eat breakfast to buy a book not to drink tea to drink coffee ဘာလို့ရတော့သွားတာဖြစ်ပါတယ်လွယ်လွယ်လေးပါ how do you go ဘယ်လိုသွားတာလဲ by taxi taxi နဲ့သွားတာပေါ့by walking လမ်းလျှောက်ပြီးသွားတာ just walk ငါလမ်း just walking လမ်းလျှောက်ပြီးသွားတာလေ by bicycle စပိန်နဲ့သွားတာတောင်ကြီးပေါ့နော်being what do you see မင်းဘာမြင်တာလဲ what do you eat မင်းဘာစားတာလဲ what do you eat မင်းဘာစားလဲ I eat hamburger I drink coffee ဒါမှဖြေလို့ရပါတယ်အဲ့လွယ်လေးပါနော်ဒီမှာ do you သုံးပြီးတော့ဆရာတို့စကားတွေပြောမယ်မေးခွန်းတွေမေးကြည့်မယ်ဒီနေရာမှာတခုအစားထိုးပါနော်တခုအစားထိုးပါနော်ဥပမာပြ do you play game တိုင်းရပြင် game ကစားလား do you play game အဲ့တော့ဒီနေရာမှာဆရာပြောချင်တာdo နဲ့မေး do နဲ့ပြင်ကြည့်ပါ do you play game yes I do ဟုတ်တယ်ငါကစားတယ် no I don't မကစားဘူးကွာဒါလေးပဲနော် do you play game မင်း game ကစားလား do you play game မင်း game ကစားလား where do you play game မင်းဘယ်မှာ game ကစားလဲ when do you play game ဘယ်ချိန်မှာမင်း game ကစားလဲ who do you play game with မင်းဘယ်သူနဲ့ game ကစားလဲ why do you play game မင်း game ကိုဘယ်လိုကစားလဲ how do you play game မင်း game ကိုဘယ်လိုကစားတာလဲ what do you play မင်းဘာကိုကစားတာလဲ okay ပါအဲ့ဒါဆိုရင် do you သုံးပြီးတော့တကယ်ချင်းတို့စကားပြောလေ့ကျင့်ကြည့်ပါအဲ့တော့ဆရာသင်ပေးတဲ့သင်ခန်းစာလေးတွေကိုစာအုပ်ထဲမှာနှုတ်မှတ်လို့ရပါတယ်အော်တကယ်လို့ဆရာပြောတဲ့သင်ခန်းစာလေးကိုသဘောကျတယ်နှုတ်လည်းမှတ်ထားတယ်ဆိုရင်ဆရာဒီ video file ကြည့်တဲ့အချိန်မှာတော့ video file ရဲ့အောက်လေးမှာ yes လို့ဖြည့်ပေးစေချင်ပါတယ်ဘယ်နေအောင်ပြန်ဆရာသင်ခန်းစာကိုစိတ်ဝင်စားပြီးတော့ like လုပ်လဲဆိုတော့သိချင်ပါတယ်အဲ့တော့သင်ခန်းစာတွေကိုနှုတ်လေးမှတ်ထားစေချင်တယ်ပေါ့ဖြစ်နိုင်တယ်ဆိုရင်ပေါ့နော်